အဲ့ဆိုရင်စလိုက်ကြမယ်နော်အခုပစစ်တုပ်အနေထားလေးနဲ့လေ chain pose နဲ့စကြမယ်ဒီနေ့ကိုရဲ့ဒူးလေးနှစ်ဖက်ကိုပယ်ညာလေးချဲပြီးတော့ခန္ဓာကိုယ်လေးကိုအရှိကိုဆင်ချလိုက်ပြီးတော့နှစ်ဖူးချမ်းမြေလေးဆွေးကပ်ထိပြီးတော့တကူလုံးတင်အားလေးတွေလျှော့ချရင်းနဲ့အသက်ရှူသွင်းရှူထုတ်လေးပဲလှုပ်ထားလိုက်မယ်အသက်ကိုဖြည်းဖြည်းလေးနဲ့မမှန်လေးတဝါးရှူနေပေးပါဖြည်းဖြည်းမမှန်လေးတဝါးပြန်ရှူထုတ်နေပါတယ်ကိုယ်အသက်ရှူနေတဲ့အပေါ်လေးတတိလေးကအာယုံလေးစိုက်ထားပေးပါကိုယ်အသက်ရှူထုတ်တဲ့လေးနဲ့အတူခန္ဓာကိုယ်မှာမလိုအပ်ပဲထည့်ထားတဲ့တင်အားလေးတွေလျှော့ချတနေ့ကုန်စဉ်းစားစရာကိစ္စတွေအလုပ်ကိစ္စလူမှုကိစ္စအားလုံးကိုခဏလောက်လျှော့ချထားပြီးတော့လက်ရှိကိုအသက်ရှူသွင်းရှူထုတ်နေတဲ့ခန္ဓာကိုယ်လေးယောဂဖြာလေးပေါ်မှာရှိနေတဲ့ခန္ဓာကိုယ်လေးပေါ်မှာအာယုံလေးအပြည့်အဝစူးစီးထားလိုက်တော့မယ်ရှူသွင်းနေတဲ့လေးလေးဟာတက်တော့တတာလေးဖြစ်နေသလိုရှူထုတ်တဲ့လေးနဲ့တူခန္ဓာကိုယ်လေးဟာယောဂဖြာလေးပေါ်မှာတက်တော့တတာလေးဖြစ်နေပြီယောဂကျင့်စဉ်လေးတွေစတင်ဖို့လဲစင်သစ်ဖြစ်ပြီဆိုတော့ခုကိုယ့်ရဲ့ခန္ဓာကိုယ်လေးကို table pose အနေအထားလေးပြန်လာခဲ့ပါမယ် table pose လေးမှာနေလိုက်မယ်အဲ့ဒီအနေအထားလေးမှာရှူရင်းနဲ့ခါးလေးဆန့်ထားတဲ့အတိုင်းလေးထုတ်တဲ့ခါခါးလေးကိုကော့ပြီးရင်မလေးဖွင့်ထုတ်သွားပြီးခတ်ခေါင်းလေးကိုမှတစ်ခေါက်ကိုလေတစ်ခါရှူသွားတဲ့ပုံစံမျိုးလေးနော်ရှူရင်းနဲ့အလယ်လေးပြန်လာထုတ်တဲ့ခါ1 bite လေးဆဲရှက်ခါးလေးကောမျက်လုံးချက်နေရလေးကြည့်ခန္ဓာကိုယ်ဖြည်းဖြည်းချင်းလေးလှုပ်ရှားနေတယ်လှုပ်ရှားနေတဲ့ပေါ်လေးမှာအသက်ရှူသွင်းရှူထုတ်တစ်ချိန်စီတေချာလေးပြပြဝဝရှူသွားပေးမယ်လေးလေးထက်ရှူလိုက်တယ်ထုတ်ရင်လည်းရင်ဘတ်လေးဖွင့်ခါးလေးကော့သွားလိုက်တယ်ရှူရင်းနဲ့အလယ်လေးပြန်လာထုတ်တဲ့ခါ1 bite လေးရှက်ခါးလေးကောမျက်လုံးချက်နေရလေးလိုက်ကြည့်တယ်ရှူရင်းနဲ့အလယ်ထုတ်ရင်လည်းရင်ဘတ်လေးဖွင့်ခါးလေးကော့ရှူရင်းနဲ့အလယ်ထုတ်တဲ့ခါ1 bite လေးရှက်ခါးလေးကောရှူရင်းနဲ့အလယ်ထုတ်ရင်လည်းရင်ဘတ်လေးဖွင့်ခါးလေးကောရှူရင်းနဲ့အလယ်ထုတ်တဲ့ခါ1 bite လေးရှက်ခါးလေးကောနောက်ဆုံးတစ်ခေါက်လေးရှူရင်းနဲ့အလယ်ထုတ်ရင်းနဲ့ရင်ဘတ်လေးဖွင့်ခါးလေးကောရှူရင်းနဲ့အလယ်ထုတ်တဲ့ခါ1 bite လေးရှက်ခါးလေးကုန်းပြီးမျက်လုံးချက်နေရလေးလိုက်ကြည့်ထားလိုက်တယ်7 6 5 4 3 2 1ဖြည်းဖြည်းချင်းလေးအလယ်လေးပြန်လာခဲလိုက်ပါတယ်ပြီးတော့အဲ့ဒီဘယ်ခြေလေးကိုအနောက်ဘက်ကိုဆန့်ထုတ်လိုက်ပြီးခြေပြားလေးတွေထောက်ထားတယ်ခြေထောက်အနောက်ဖက်ကြောလေးတွေကိုခံစားရအောင်ခြေပြားလေးကိုအနောက်ကိုဆုပ်ခြေဖနှောက်လေးကျမ်းမြင်နဲ့အများများလေးထိကပ်သွားအသက်ကိုတဝါးရှူထားပေးတယ်ဖြည်းဖြည်းလေးပြန်ရှူထုတ်ထားပေးရအောင်7 6 5 4 3 2 1 okay ဖြည်းဖြည်းချင်းလေးအလယ်လေးပြန်လာခဲ့ပြီးအဲ့ဒီခြေထောက်ကလေးကိုအပေါ်ကိုမယူကြည့်ရအောင်ရသလောက်လေးအပေါ်ကိုမထားပြီးခြေပြားလေးတွေကုပ်ပြီးမထားပြီးရင်ဘတ်လေးဖွင့်ခါးလေးကော့ထားလိုက်တယ်
အသက်ကိုတဝိုင်းရှူနေပါတယ်အနောက်တင်မကြွက်သားလေးတွေအားထည့်ထားရမယ်ထုတ်တဲ့အခါဝမ်းပိုက်လေးရှက်ပြီးတော့ခါလေးကုန်းပြီးဒူးနဲ့တထောင်လေးနဲ့တွားထိထားလိုက်တယ်ဖြည်းဖြည်းလေးအသက်ရှူနေပါအောင်ရှူထုတ်ရင်လည်းအဲ့ဒီဘဲချီပွားလေးကိုလက်နှစ်ခုရဲ့ကြားလေးတွေကိုထည့်လိုက်ပြီးပေါင်ကြွိုက်လေးတွေပဲအရင်ဆုံးထိုင်ချကြည့်မယ်နော်ပေါင်ကြွိုက်ကိုများများလေးအောက်ဘက်ကိုနိုင်သလောက်ထိုင်ချပြီးပြီးလက်ကလေးနှစ်ဖက်ဦးခေါင်းရဲ့အပေါ်ကိုဆန့်ယူပြီးခါကြောလေးတွေဆွဲဆန့်ထားပြီးအသက်ကိုတဝိုင်းရှူသွင်းထားရအောင်ဖြည်းဖြည်းလေးပြန်ရှူထုတ်ရအောင်ပေါင်ရင်းကြွိုက်နေရာလေးတွေမှာပဲခန္ဓာကိုယ်လေးကိုအပြည့်အဝအားထည့်ထားပါတယ်7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးလက်ကလေးပြန်ချလိုက်တယ်အဲ့မှာကျင်ပါလေးကိုအနောက်ကိုတွန်းပြီးအရှိတူးလေးဆန့်ပြီးခြေပြားလေးမိုးပေါ်ကိုထောင်ထားလိုက်တယ်ဆင်းလို့ရသေးတယ်ဆိုတော့ဗိုက်လေးကိုပေါင်လေးနဲ့ကတ်ထားပြီးတော့အရှိကိုဖြည်းဖြည်းချင်းလေးဆင်းချသွားပေးပါပခုံးလေးတွေရသလောက်လျှော့ထားပြီးခန္ဓာကိုယ်မှာလုံးဝမတင်းထားတော့ဘူးကိုယ့်ဘာသာကိုတင်းနေတာလေလုံးဝအကုန်လျှော့ထားပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီတစ်ခေါက်ကြောနေရလေးကတော့တောက်လျှောက်တင်းနေမှာခန္ဓာကိုယ်တင်းနေတာလေးပေါ်မှာစိတ်ကလေးကလျှော့ချထားပြီးလေးလေးထပ်ရှူပါထုတ်ပါ7 6 5 4 3 2 1အဲ့ကနေညာတထောင်လေးကျမ်းမြင့်လေးပေါ်ကိုခြံခဲ့ကြည့်ရအောင်ဘယ်လက်ကလေးကဦးခေါင်းရဲ့အပေါ်ကိုဆန့်ယူသွားလိုက်တယ်ညလုံးလက်ထိပ်ဖြားလေးလိုက်ကြည့်ထားပေးတယ်အသက်တဝိုင်းရှူထားပေးတယ်ဖြည်းဖြည်းလေးပြန်ရှူထုတ်ထားပေးရအောင်7 6 5 4 3 2 1ဖြည်းဖြည်းချင်းလေးလက်ကလေးပြန်ချလိုက်ပါတယ်ဟုတ်ပြီပြီးတော့မှအရှိဒူးလေးကိုးလိုက်ပါအောင်အရှိခြေလေးအနောက်ကိုပြန်ပိုးလိုက်ရအောင်ဒီတစ်ခါခြေထောက်ဘယ်ခြေထောက်နဲ့ညာခြေထောက်မှာမတူညီတဲ့ခံစားချက်လေးကိုခံစားကြည့်ကြည့်နော်ဟုတ်ပြီနောက်ထပ်ညာခြေလေးအနောက်ဘက်ကိုဆန့်ထုတ်လိုက်ပြီးခြေဖနှောက်လေးတွေဖိချကြည့်ကြည့်ပါအသက်ကိုတဝါရှူထားပြီးဖြည်းဖြည်းလေးပြန်ရှူထုတ်ထားပေးပါတယ်7 6 5 4 3 2 1 okay အဲ့ဒီကနေအဲ့ဒီညာခြေလေးကိုအပေါ်ကိုမယူလာခဲ့ကြည့်ရအောင်အသက်ကိုတဝါရှူထားပေးမယ်ဖြည်းဖြည်းလေးပြန်ရှူထုတ်ရအောင်ဖြည်းဖြည်းမှန်မှန်လေးရှူပါထုတ်ပါခြေထောက်ကလေးတွေအားထည့်ပြီးမထားလိုက်တယ်လေးလေးထမ်းရှူထုတ်တဲ့အခါဒူးနဲ့တထောင်လေးနဲ့ထိပြီးဗိုက်ကြွက်သားလေးတွေညှင်းထားလိုက်မယ်အသက်တဝါရှူပေးပါဖြည်းဖြည်းလေးပြန်ရှူထုတ်ပေးပါနောက်တစ်ခါလေးလေးထမ်းရှူထုတ်ရင်နဲ့အဲ့ဒီညာခြေပွားလေးလက်နှစ်ခုကြားလေးထဲထည့်ပြီးတော့ပေါင်ကြွိုက်လေးတွေကိုရသလောက်အရင်ထိုင်ချကြည့်ပါမယ်လက်ကလေးနှစ်ဖက်ဦးခေါင်းရဲ့ပေါ်ကိုဆန့်ယူခါကြောလေးဆွဲဆန့်ထားလိုက်တယ်အသက်တဝါရှူပြီးပေါင်ကြွိုက်လေးကိုများများလေးထိုင်ချထားကြည့်ပါဘယ်ဘက်ပေါင်ရင်ကြွိုက်လေးတွေတင်းနေမယ်အရှိဒူးလေးတွေအားထည့်ပြီးတော့တောက်ထားရမယ်7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးလက်ကလေးပြန်ချလိုက်ပါတယ်တင်ပါလေးအနောက်ကိုတွန်းအရှိဒူးလေးဆန့်မယ်ခြေပြားလေးကမိုးပေါ်ကိုထောင်လိုက်တဲ့အခါညာဘက်တစ်ခေါက်ကျော်တစ်လျှောက်တင်းသွားတဲ့ခံစားချက်လေးကိုသိပြီးသက်ရှူ
ထုတ်ရင်နဲ့ရရင်တထောင်လေးတွေကိုရေးချပြီးဘိုက်လေးနဲ့ပေါင်လေးနဲ့ဆွဲကတ်ထားကြည့်ပြီအသက်တဝါရှုပေးပါဖြည်းဖြည်းလေးပြန်ရှုထုတ်ပေးပါ7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးနဲ့ကိုယ့်ရဲ့ဘယ်တောင်လေးကျမ်းမြင့်ပေါ်ကိုခြံခဲ့ကြည့်ပါညာလက်ကလေးဦးခေါင်းရဲ့အပေါ်ကိုဆန်းယူမျက်လုံးလက်ထိပ်ဖြာလေးလိုက်ကြည့်ထားပေးပါတယ်အသက်တဝါရှုပေးပါဖြည်းဖြည်းလေးပြန်ရှုထုတ်ပေးပါ7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးလက်ကလေးပြန်ချလိုက်ပါတယ်ပြီးတော့ရင်အရှိဒူးလေးကွေးလိုက်ပြီးအရှိချေလေးအနောက်ကိုပို့မယ် downward facing dog လေးသွားလိုက်ပါမယ်ဒေါင်းတော့မှာခြေပွားလေးနည်းနည်းလေးပဲခြေထားတယ်လက်တပွားစာလောက်လေးအခုခန္ဓာကိုယ်အပေါ်ပိုင်းလေးကိုဖိချထားခြင်းတာပခုံး join နေရာလေးတွေဖိချထားပြီးခြေထောက်အနောက်ဘက်ကြောလေးတွေခံစားကြည့်ကြည့်ပါလေကိုတဝါရှူနေပြီတဝါပြန်ရှူထုတ်ထားပေးပါဦး7 6 5 4 3 2 1ဟုတ်ပြီအဲ့ကနေမှဒူကောင်းလေးချလိုက်ပါအောင်လက်ကလေးတွေအရင်ဆန့်ထုတ်လိုက်ပြီးရှင်ဘက်မေးစီကျမ်းမြင့်လေးပေါ်ကိုချကြည့်လိုက်မယ်အသက်တဝါရှူကြည့်ရအောင်ဖြည်းဖြည်းလေးပြန်ရှူထုတ်ပြီးပခုံးကြွိုင်းလေးကျမ်းမြင့်လေးနဲ့များများလေးထိကပ်ကြည့်ကြည့်လက်မောင်းကြွနေရလေးတွေနော်ကျမ်းမြင့်နဲ့ပူပူလေးကအားလေးနဲ့ဖြည့်ချရှင်ဘက်နဲ့မေးစီနဲ့ကျမ်းမြင့်နဲ့သေးချလေးကတ်ထားပါတယ်7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးတထောင်လေးချထားတဲ့အတိုင်းခန္ဓာကိုယ်အရှိကိုမှောက်ချလိုက်မယ်ဒူးလေးတွေအနောက်ဘက်ကိုဆန့်ထုတ်လိုက်ရင်ဘတ်လေးဖွင့်သွားပြီးအသက်တဝါရှူကြည့်ရအောင်အရင်ဆုံးတထောင်လေးတွေထောက်ထားတဲ့အနေထားလေးမှာအရင်နေလိုက်မယ်နှလုံးလေးမှိတ်ထားပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်လေးပေါ်မှာအာယုံလေးစိုက်ကြည့်ကြည့်ပါအသက်ကိုတဝါရှူနေပြီတဝါပြန်ရှူထုတ်လိုက်တယ်ဖြည်းဖြည်းမှန်မှန်လေးရှူနေတယ်ထုတ်ရင်လည်းခန္ဓာကိုယ်အရှိကိုဖြည်းဖြည်းလေးထမောက်ချလိုက်ပြီးတော့လက်ကလေးနှစ်ဖက်ကျင်မရဲ့အနောက်မှာထားပြီးတောင်လေးတွေဆန်းထုတ်လိုက်မယ်ရှင်ဘက်လေးတွေဖွင့်ထုတ်ထားပြီးခြေပွားလေးနှစ်ခုရရင်ပူထားလိုက်ပြီးတော့ရှူရင်းနဲ့လက်ရောခြေထောက်ရောအပေါ်ကိုရသလောက်မယူကြည့်ရအောင်ထုတ်ရင်လည်းဖြည်းဖြည်းလေးပြန်လျှော့ပြီးရှူရင်းနဲ့မယူလာမယ်ထုတ်ရင်လည်းဖြည်းဖြည်းလေးပြန်လျှော့မယ်ရှူရင်းနဲ့မယူလာတယ်ထုတ်ရင်လည်းပြန်လျှော့မယ်နောက်ထပ်5ချိန်ထပ်သွားမယ်ရှူရင်းနဲ့မပြန်ချ5ရှူရထုတ်တယ်4ရှူရထုတ်တယ်3ရှူရထုတ်တယ်2နောက်ဆုံးတစ်ခါရှူရင်းနဲ့မထားကြည့်ရအောင်7 6 5 4 3 2 1ဖြည်းဖြည်းလေးပြန်လျှော့လိုက်ပါတယ်
လက်ကလေးဘေးဘက်ညာလေးဆန်းထုတ်ပြီးဥကောင်းလေးတစ်ဖက်ကိုစောင်းလိုက်ပြီးပခုံးလေးတွေခဏလောက်လျှော့ထားပြီးလက်မောင်းကလေးတွေလျှော့ထားတယ်အသက်ကိုတဝါရီရှူသွင်းရှူထုတ်နေပေးပါတယ်ဟုတ်ပြီပြီးတော့မှကိုယ့်ရဲ့လက်ကလေးရှင်ဘက်ရဲ့ဘေးနားလေးမှာထားပြီးအသက်ရှူရင်းနဲ့ခန္ဓာကိုယ်အပေါ်ပိုင်းလေးကိုမယူလာခဲ့တထောင်လေးတွေရောင်ရောင်လေးကွေးထားပြီးခါးလေးတွေဆွဲကော့ယူလာခဲ့ပြီးပခုံးလေးတွေလျှော့ထားပြီးမျက်လုံးလေးမိတ်ထားကြည့်ကိုယ့်ရဲ့ကြောရိုးမနေရာလေးတွေခန်းစားကြည့်ကြည့်ဗိုက်အကျော်လေးတွေဆွဲဆန့်ထားတာခန်းစားကြည့်ကြည့်ပါအသက်ကိုတဝါးရှူပေးပါဖြည်းဖြည်းလေးပြန်ရှူထုံးနေပေးပါ7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးပြန်လျှော့လိုက်ပါတယ်ပြီးရင်လက်ကလေးထောက်ထားတဲ့အတိုင်းခြေပြားထောက်ပြီး downward facing dog အနေထားလေးခန္ဓာကိုယ်အပေါ်ပိုင်းလေးကိုမယူလာခဲ့ပေးပါအားလေးထေတာဒီတစ်ခေါက် down dog လေးမှာလေကိုယ့်ရဲ့ညာခြေထောက်ကလေးကဘယ်ခြေထောက်ရဲ့အရှိမထားလိုက်တယ်ခြေထောက်နှစ်ဖက်ကိုအရှိအနောက်ဘေးဘက်ညာလေးထားထားတဲ့ပုံစံမျိုးလေးဖြစ်သွားတယ်ပြီးတော့မှခန္ဓာကိုယ်အပေါ်ပိုင်းလေးကိုဖိချကြည့်အဲ့ဒီမှာညာဘက်ခြေထောက်ရဲ့တစ်ခေါက်ကြော်လေးတွေတင်းနေတဲ့ခံစားချက်လေးကိုသိနေပါမယ်အသက်ကိုတဝါရှူပါဖြည်းဖြည်းလေးပြန်ရှူထုတ်ပေးပါအောင်7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းလေးညာခြေထောက်ကလေးပြန်လျှော်လိုက်မယ်ဘယ်ခြေထောက်ကလေးအပေါ်ကနေကြော်လိုက်မယ်ဒူးလေးဆန်းထုတ်လိုက်ခန္ဓာကိုယ်အပေါ်ပိုင်းလေးကိုထပ်ဖိချပြီးဘယ်တစ်ခေါက်ကြောလေးတင်းနေတာလေးကိုသိနေပေးပါ7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးလက်ခြေထောက်ကလေးပြန်ချလိုက်တယ်အဲ့ဒီကနေညာခြေလေးတစ်ဖက်အပေါ်ကိုအမြင့်မယူရအောင်လက်နှစ်ခုရဲ့ကြားလေးထဲကိုထည့်လိုက်တယ်လေးလေးရှူရဲလက်အဖျားကလေးထောက်ပြီးမျက်လုံးလေးအရှိလေးကိုလိုက်ကြည့်ထားပေးပါအောင်အသက်တဝါးရှူပေးပါဖြည်းဖြည်းလေးပြန်ရှူထုတ်ပေးပါအဲ့ဒီကနေလေးလေးရှူထုတ်ရင်းနဲ့ရတယ်ဆိုရင်ဘိုက်ပေါင်လေးဆွဲကပ်ပြီးခန္ဓာကိုယ်အပေါ်ပိုင်းလေးကိုလျှော့ချလိုက်ပြီးထောင်လေးတွေကိုယ်ချလိုက်လို့ရပါတယ်ကိုရတဲ့အနေထားလေးမှာဖြည်းဖြည်းချင်းလေးသွားကြည့်နော်စိတ်ကိုလျှော့ထားလိုက်ညာဘက်တစ်ခေါက်ကျော်တင်းပြီးတော့အားလေးတွေနည်းနည်းလေးထည့်ထားရမယ်တက်နိုင်သလောက်ခန္ဓာကိုယ်အပေါ်ပိုင်းကိုအားလျှော့ထားလိုက်မယ်7 6 5 4 3 2 1ဖြည်းဖြည်းချင်းလေးအဲ့ဒီကိုယ့်ရဲ့ညာဒူးလေးကိုရေးလိုက်မယ်ပြီးရင်လေကိုယ့်ရဲ့ညာလက်ကလေးကပေါင်အောက်ကနေကျော်ပြီးတော့ဘယ်လက်ကလေးကကျောအနောက်ကနေသွားလိုက်မယ်အဲ့ဒီကနေပြီးတော့မှအဲ့ဒီအရှိဒူးလေးကိုဖြည်းဖြည်းချင်းလေးပြန်ဆန်းထုတ်သွားကြည့်မယ်ရှင်ဘက်လေးတွေဖွင့်ထုတ်ထားဟုတ်ပြီရတဲ့လောက်ခန္ဓာကိုယ်လေးကိုဆွဲလှဲ့ twist 7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးလက်ကလေးဒူးကွေးပြီးလက်ဖွားလေးပြန်ချအရှိခြေလေးအနောက်ကိုပြန်ပို့ပြီးတော့အဲ့ဒီညာခြေလေးအပေါ်ကိုထပ်မယူပေးပါအောင်လေးလေးရှူပေးပါအောင်ထိုးတဲ့အခါအဲ့ဒီညာခြေလေးကိုပဲလက်နှစ်ခုရဲ့အနောက်မှာထားပြီးတော့ pigeon pose လေးသွားလိုက်မယ်ဘယ်ခြေလေးကိုအနောက်ဘက်ကိုဆန်းထုတ်လိုက်ပြီးဘယ်ဘက်တင်မလေးကြွနေတယ်ဆိုရင်ဘယ်ဘက်တင်မလေးကိုသေချာလေးထိုင်ချလိုက်မယ်ခါလေးတွေကိုမမက်ကလေးထားပြီး
အသက်ကိုတဝါးရှူကြည့်မယ်ဖြည်းဖြည်းလေးပြန်ရှူထုံးမယ်ရရင်တော့ဘယ်လက်ဖွာခြံခဲ့ပြီးညာလက်ကလေးဥကောင်းရဲ့အပေါ်ကိုဆန့်ယူသွားကြည့်မယ်အသက်ကိုတဝါးရှူပေးပါဖြည်းဖြည်းလေးပြန်ရှူထုတ်ပေးပါ7 6 5 4 3 2 1ညာလက်ဖွာလေးချလိုက်ပြီးတော့ဒီတစ်ခေါက်ကျတော့လေကိုယ့်ရဲ့ဘယ်လက်ကလေးကိုညာဘက်လေးကိုဆန်းထုတ်လိုက်ပြီးပခုံးနဲ့ဥကောင်းနဲ့ကြမ်းပြီးပေါ့ကိုရှော့ချလိုက်ပါဟုတ်တယ်လေးလေးရှူပါထုံးရှူပါ4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးအလယ်လေးခန္ဓာကိုယ်လေးပြန်မလာခဲ့ပြီလေးလေးထပ်ရှူပါထိုးတဲ့အခါလက်ကလေးနှစ်ဖက်လုံးအရှိကိုဆန်းထုတ်လိုက်ပြီးဥကောင်းလေးတစ်ဖက်ကိုဆောင်းပြီးတော့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်လျှောက်တော့ relax ရှော့ချလိုက်ပါတော့မယ်အသက်ကိုတဝါးရှူနေပေးပါညာဘက်ပေါင်းအရင်လေးတွေတော့တင်းနေမယ်စိတ်ကိုလျှော့ထားနော်7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးခန္ဓာကိုယ်လေးအလယ်လေးပြန်မလာခဲလိုက်ပြီအနောက်ခြေပြားထောက်ဒူးကြွရှေ့ခြေလေးအနောက်ကိုပြန်ပို့ဒေါင်းတိုးလေးသွားလိုက်ပါတယ်အသက်တဝါရှူပေးပါဖြည်းဖြည်းလေးပြန်ရှူထုတ်ရင်နဲ့ဘယ်ခြေအပေါ်ကိုအမြင့်မှယူလိုက်မယ်ဒီတဝါရှူလိုက်တယ်ထောက်တဲ့အခါလက်နှစ်ခုကြားလေးထဲထည့်လိုက်ပြီးအရှိဒူးလေးဆန်းထုတ်လက်အဖျားကလေးထောက်မျက်လုံးလေးအရှိကိုလိုက်ကြည့်ထားပေးပါတယ်အသက်တဝါရှူနေတယ်ဖြည်းဖြည်းလေးပြန်ရှူထုတ်တယ်နောက်တစ်ခေါက်လေးထပ်ရှူထုတ်တဲ့အခါဘိုက်လေးနဲ့ပေါင်လေးနဲ့ဆွဲကကြည့်ကြည့်ခန္ဓာကိုယ်အပေါ်ပိုင်းလေးကိုရှော့ချထားလိုက်မယ်အသက်ကိုတဝါရှူနေပေးပါဖြည်းဖြည်းလေးပြန်ရှူထုတ်နေပေးပါ7 6 5 4 3 2 1ဟုတ်ပြီပြီးတော့အရှိဒူးလေးကိုေးလိုက်ပြီးဘယ်လက်ကလေးအတွင်းထဲကနေအောက်ဖက်ကိုသွားပြီးတော့အနောက်ဖက်ကိုယူညာလက်ကလေးကအပေါ်ကနေလာလက်နှစ်ဖက်လမ်းချိတ်ပြီးတော့ရရင်အရှိဒူးလေးကိုဖြည်းဖြည်းချင်းလေးဆန်းထုတ်ပြီးမျက်လုံးလေးညာဘက်လေးကိုလိုက်ကြည့်ထားပြီးအသက်တဝါရှူ balance လေးကိုလည်းထိန်းထားပေးပါအောင်7 6 5 4 3 2 1ဖြည်းဖြည်းချင်းလေးအရှိဒူးလေးကိုေးလက်ကလေးအရှိမပြန်ချပြီးတော့မှအရှိချီလေးအနောက်ကိုပြန်ယူပြီးခြေထောက်ကလေးကိုအပေါ်ကိုမယူလိုက်အောင်စို့လေးလေးရှူလိုက်ပါတယ်ထုတ်တဲ့အခါလက်နှစ်ခုရဲ့အနောက်မှာထားညာခြေအနောက်ဘက်ကိုဆန်းထုတ်လိုက်ပြီးချင်း pose လေးသွားလိုက်ပါမယ်ဟုတ်ပြီပေါင်ကြွိုက်လေးတွေရသလောက်တေချာထိုင်ချထားပြီးတော့မှနှလုံးလေးအရှိလေးကိုလိုက်ကြည့်ထားပြီးခါးလေးတွေကိုမမတ်ကလေးထားပြီးပေါင်ရင်းလေးတွေတင်းနေတဲ့ခံစားချက်လေးကိုသိနေပေးပါအသက်ကိုတဝါရှူထားပြီးပြီတဝါပြန်ရှူထုတ်ပြီးညာလက်ဖွာလေးခြံခဲလို့ရတယ်
ဘယ်လက်ကလေးဦးခေါင်းရဲ့အပေါ်ကိုဆန့်ယူလိုက်ရအောင်ဟုတ်ပြီခဏတော့အဲ့ဒီအနေထားလေးမှာထိန်းထားကြည့်ပါအသက်တဝိုင်းရှူတယ်ဖြည်းဖြည်းလေးပြန်ရှူထုတ်ထားပေးတယ်7 6 5 4 3 2 1ဖြည်းဖြည်းချင်းလေးလက်ကလေးဘယ်လက်ကလေးပြန်ချလိုက်ပြီးရင်ညာလက်ကလေးကိုဘယ်ဘက်ကိုဆန့်ထုတ်လိုက်ပြီးဟုတ်ပြီဘယ်လက်ကလေးကကြောအနောက်ကနေပိုက်ပြီးပဲခြေပြားလေးကိုပြန်ကင်လို့မြင်ကင်ထားလို့ရတယ်ဖြည်းဖြည်းလေးရှူနေပေးပါဖြည်းဖြည်းလေးအသက်ပြန်ရှူထုတ်ကြည့်ပါ7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးအလဲလေးပြန်လာခဲလိုက်တယ်ပြင်လေးရှူလိုက်မယ်ထုတ်တဲ့အခါလက်နှစ်ဖက်လုံးအရှိကိုဆန်းထုတ်လိုက်ပြီးခန္ဓာကိုယ်လေးကိုလုံးဝ relax ရှော့ချလိုက်ပါတယ်ဒီကိုယ်လုံးရဲ့တင်အားလေးတွေကိုလုံးဝရှော့ထားပြီးဘယ်ပေါင်အရင်လေးတော့တင်းနေမယ်စိတ်ကလေးကိုလုံးဝရှော့ရင်းနဲ့ relax 7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးအလဲလေးပြန်လာခဲလိုက်တယ်လေးလေးရှူရဲ့အနောက်ခြေပြားထောက်ဒူးကြွအရှိခြေအနောက်ကိုပုတ်ဒေါင်းတော့လေးပြန်သွားလိုက်ပါမယ်အသက်တဝိုင်းရှူပါမယ်ဖြည်းဖြည်းလေးပြန်ရှူထုံးမယ်ဒူးကောင်းလေးချလိုက်ပါရှင်ဘတ်မေစီကျမ်းပြင်လေးပေါ်ကိုထဲချပေးလေးလေးရှူရင်းနဲ့ cobra pose လေးခါလေးကောယူလာခဲ့ပေးပါအောင်အသက်ကိုတဝိုင်းရှူထားပြီးတဝိုင်းပြန်ရှူထုတ်ထားတယ်7 6 5 4 3 2 1ဖြည်းဖြည်းလေးပြန်လျှော့ချလိုက်ပါတယ်ဟုတ်ပြီဘိုး pose လေးထပ်သွားမယ်ဘိုး pose မှာရရင်ရတဲ့လောက်ခြေထောက်နဲ့လက်နဲ့ကိုအပေါ်မြင့်မြင့်လေးမကြည့်မယ်ပေါ့နော်ဒူးလေးကိုေးပါလက်ကလေးနှစ်ဖက်နဲ့ခြေပြားလေးကိုလှမ်းကင်ပေးပါလေးလေးရှူရင်းနဲ့ခြေထောက်ရောလက်ရောအပေါ်ကိုမြင့်မြင့်လေးမယူဖြည်းဖြည်းလေးပြန်ရှူထုတ်ထားပေးဖြည်းဖြည်းလေးအသက်ရှူနေပါဖြည်းဖြည်းလေးပြန်ရှူထုံးနေပါအားလေးတွေထည့်ထားရမယ်7 6 5 4 3 2 1ဖြည်းဖြည်းလေးပြန်လျှော့ချလိုက်အောင်စို့ဟုတ်ပြီပြီးတော့မှခြေထောက်ကလေးဆန်းထုတ်လက်ကလေးရင်ဘတ်ရဲ့ဘေးနားလေးမှာထားဒူးထောက်ခြေပဲ pose လေးပြန်လာပြီးချိုင်း pose လေးနဲ့ခါကြောလေးတွေကိုပြန်လျှော့အနာပေးလိုက်ပါတယ်ခါလေးတွေကော့ထားမိရလေးတွေအကုန်ချိုင်း pose လေးမှာလုံးဝလျှော့ချထားလိုက်ပြီးအသက်ကိုဖြည်းဖြည်းမှန်မှန်လေးရှူနေပါတယ်ဖြည်းဖြည်းမှန်မှန်လေးပြန်ရှူထုတ်နေပါတယ်5 4 3 2 1ဟုတ်ပြီအဲ့ဒီကနေကိုယ့်ရဲ့လက်ကလေးနှစ်ဖက်လုံးဘယ်ဘက်လေးကိုလမ်းလျှောက်သွားလက်ကလေးနှစ်ဖက်လုံးရှောက်သွားပြီးတော့မျက်လုံးလေးကလက်နှစ်ခုကြားလေးတွေကိုကြည့်ပြီးညာဘက်ခါပြီးကြောလေးဆွဲဆန်းထားတဲ့ခံစားချက်လေးကိုသိပေးပါ7 6 5 4
3 2 1ဟုတ်ပြီဖြည်းဖြည်းအလဲလေးပြန်လာခဲ့ပြီးလေးထက်ရှူပါတယ်ထိုးတဲ့ခါနောက်ထပ်ညာဘက်လေးကိုထပ်သွားမယ်ဘယ်ဘက်ခါပြီးကြိုးလေးတွေဆွဲဆန်းထားတာခံစားကြည့်ကြည့်ပါ7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးအလဲလေးပြန်လာခဲလိုက်ပါတယ်လေးထက်ရှူထိုးရင်းထဲမှာခန္ဓာကိုယ်လေးကိုအလဲလေးပြန်လာခဲလိုက်တယ်အဲဒီကနေခြေပြားလေးထောက်ဒူးလေးပြန်ဆက်ဒေါင်းတော့လေးပြန်သွားလိုက်ပါပြီဟုတ်ပြီဒေါင်းတော့ကနေကိုယ့်ရဲ့ညာခြေလေးတစ်ဖက်အပေါ်ကိုအမြင့်မာယူလိုက်တယ်ခဏလောက်ထိန်းထားပြီးရရင်ပဲခြေပြားလေးပါထောက်ထားလက်ဖက်နောက်လက်မောင်းလေးမှာအားထည့်ထားရမယ်ထိန်းထားပေးပါအောင်ဟုတ်ပြီ7 6 5 4 3 2 1ဟုတ်ပြီအဲဒီကနေမှအဲ့ဒီညာခြေကိုပဲလက်ရဲ့အပြင်ဘက်နာကိုဒီလိုတစောင်းလေးဆန်ထုတ်လိုက်ပြီးတင်ပါလေးကြမ်းပြင်လေးပေါ်ကိုထိုင်ချလိုက်ပါတယ်ဒီဘယ်အနောက်ဘက်ဘယ်ခြေထောက်ကလေးကလည်းအဆန့်အတိုင်းလေးပဲညာခြေလေးကလည်းဘေးကို30ဒီဂရီလောက်ဆန့်ထားတယ်လက်ကလေးနှစ်ဖက်ကအရှိမထောက်ထားတဲ့အတိုင်းလေးကနေကိုယ့်ရဲ့ဘယ်တောင်လေးကြမ်းပြင်လေးပေါ်ကိုချကြည့်ကြည့်ညာလက်ဖွာလေးကထောက်ထားတဲ့အတိုင်းလေးပဲအသက်တဝါရှူကြည့်ပါဖြည်းဖြည်းလေးပြန်ရှူထုတ်ကြည့်ပါခဏလောက်ထိန်းထားပေးပါဦးညာပေါင်အရင်နေရာလေးတွေခံစားကြည့်ကြည့်နော်7 6 5 4 3 2 1ဖြည်းဖြည်းချင်းလေးဘယ်လက်ဖွာလေးအရင်ပြန်ထောက်အနောက်ညာခြေပြားထောက်ဒူးကြွပြီးအရှိချီအနောက်ကိုပြန်ယူလာခဲ့ပြီးဒေါင်းတော့လေးဖြစ်သွားပါပြီဒီတစ်ခါဘယ်ခြေအပေါ်ကိုအမြင့်မှယူလိုက်ပါတယ်ရရင်ညာခြေပြားလေးပါထောက်ပြီးတော့အားတွေထည့်ထားတယ်အသက်တဝါရှူပေးနေတယ်ဖြည်းဖြည်းလေးပြန်ရှူထုတ်ပေးနေတယ်ဖြည်းဖြည်းမမှန်လေးထပ်ရှူရအောင်ဖြည်းဖြည်းလေးပြန်ရှူထုတ်ပြီးနောက်တစ်ခါလေးရှူထုတ်ရင်လည်းကိုယ့်ရဲ့ဘယ်ခြေညာလက်ရဲ့အပြင်ဘက်မှာချလိုက်ပါညာခြေလေးအနောက်ဘက်ကိုစမ်းထုတ်လိုက်ပါပေါင်အင်းနေရာလေးတွေခံစားကြည့်ကြည့်ကိုယ့်ရဲ့ညာတောင်လေးကျမ်းပြင်လေးပေါ်ကိုချလိုက်ပြီးမျက်လုံးလေးကဘယ်ဘက်လေးကိုတစောင်းလေးလိုက်ကြည့်ထားလို့ရတယ်အသက်တဝါရှူကြည့်ဘယ်ဘက်ပေါင်အင်းနေရာလေးတွေတင်းနေတယ်7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးလက်ဖွာလေးပြန်ထောက်အနောက်ခြေပြားထောက်ဒူးကြွအရှိခြေအနောက်ကိုပြန်ပို့ဒေါင်းတော့လေးဖြစ်သွားပါပြီလေးလေးရှူပေးပါဦးထိုးတဲ့အခါဒူးကောင်းလေးချပြီးတော့အဲ့ဒီဒူးလေးနှစ်ဖက်ကိုဘယ်ညာလေးရသလောက်ချဲလိုက်မယ်ဒူးလေးနှစ်ဖက်ကိုဘယ်ညာလေးကိုရသလောက်ချဲထုတ်လိုက်ပြီးတထောင်လေးတွေချကြည့်လိုက်မယ်ပေါင်ရင်းကြွိုက်လေးတွေကိုဘယ်ညာရသလောက်ဖွင့်ထုတ်ပြီးတထောင်လေးတွေတင်မနဲ့တက်တက်လေးပဲထားပြီးနော်ခြေပြားလေးတွေကလည်းအနောက်ဒူးနဲ့တက်တက်ဟုတ်ပြီအဲ့ဒီအနေထားလေးကောင်းတယ်ထိန်းထားကြည့်ပါတထောင်လေးထောက်ထားတယ်ပခုံးလေးတွေမှာနည်းနည်းလေးတော့အားထည့်ရမယ်ရရင်ကိုယ့်ရဲ့ရင်ဘတ်လေးတွေကျမ်းမြင့်ပေါ်ကိုချလက်ကလေးတွေအရှိကိုစမ်းထုတ်လိုက်လို့ရတယ်ပေါင်အင်းလေးတွေတင်းနေမယ်အသက်ကိုတဝါရှူပေးပါကိုတင်မနဲ့မထိသေးရင်လည်းရသလောက်လေးသွားပြီးတော့စိတ်ကိုလျှော့ချထားလိုက်နော်ဟ
ဟုတ်ပြီအဲ့ဒီနေထားလေးကောင်းတယ်7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးလက်ကလေးအနောက်ကိုပြန်ယူလာထောင်လေးပြန်ထောက်ဒူးခြေပြားလေးနှစ်ခုပူပြီးတော့မှဒူးလေးနှစ်ခုအလယ်မှာပြန်ပူလိုက်မယ်ပြီးရင်တင်ပါလေးခြေပနောက်လေးပေါ်ကိုထိုင်ချလိုက်အသက်တဝါးရှူနေပါဖြည်းဖြည်းလေးပြန်ရှူထုတ်ပေးပါအဲ့ဒီကနေပြီးတော့မှကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကျမ်းမြင်ပေါ်ကိုပလက်လှည့်ချလိုက်ပြီးခါကြောလေးနည်းနည်းလေးထပ်သွားလိုက်မယ်wheel pose လေးတွားလိုက်မယ် wheel pose ကို10စက္ကန့်စက္ကန့်20စက္ကန့်30ကိုရသလောက်ကိုထိန်းကြည့်ကြည့်လိုက်မယ်နော် okay တွားကြည့်မယ်ကိုရဲ့တင်ပါလေးကျမ်းမြင်လေးပေါ်ကိုတိချလေးထိုင်ချခြေပွားလေးတွေတင်ပါအကျယ်လက်တစ်ဖွားစာလောက်လေးပဲခြေထားတွားမယ်နော်ကိုရဲ့လက်ကလေးနှစ်ဖက်ဦးခေါင်းရဲ့ဘေးလေးမှာထားလက်ကလေးတွေတိချလေးအားထည့်မယ်ဟုတ်ပြီမာယာအောင်လေးရှူထိုးရင်နဲ့တင်ပါလေးမခဏကိုအပေါ်ပိုင်းလေးကိုမယူလာခဲ့ပြီထိန်းထားကြည့်ပေးပါ yes ကောင်းတယ်ခဏကိုယ်လေးကိုဦးခေါင်းလေးဘက်ကိုများများလေးတွန်းထုတ်ဟုတ်ပြီထိန်းထားလိုက်မယ်10 9 8 7 6 5 4 3 2 1ဖြည်းဖြည်းချင်းလေးဦးခေါင်းလေးချလိုက်ပါတင်ပါလေးထိုင်ချက်ဒူးလေးနှစ်ဖက်ကိုယ်ဘိုက်လေးနဲ့ပေါင်လေးနဲ့ဆွဲကတ်ထားလက်ကလေးတွေအရှိကိုဆန်းထုတ်ပြီးလက်ကဝက်လေးတွေလှည့်ပေးလိုက်ပါအောင်ဆန့်ကျင်ဘက်လေးလည်းပြန်လှည့်ပေးပါဟုတ်ပြီပြီးတော့မှကိုရဲ့လက်ကလေးနှစ်ဖက်နဲ့ဒူးလေးကိုပိုင်းလေးရှုထော်ရည်လေးနှစ်ဖူးတူးဆွဲကတ်ထိထားကြည့်ရအောင်5 4 3 2 1 okay ဖြည်းဖြည်းလေးပြန်လျှောလိုက်တယ်ပြီးတော့ကိုရဲ့ခြေထောက်ကလေးနှစ်ဖက်ကို happy baby pose လေးသွားလိုက်ပါမယ်ဟုတ်ပြီကြောနဲ့ကြမ်းမြင့်သေးချာလေးကတ်ထားပြီးခန္ဓာကိုယ်ဒီလိုပဲညာလေးလှုပ်ရှားပေးမယ်မျက်နှာရဲ့တရားလေးရှော့ပြီးတော့ smile 7 6 5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းအလဲလေးပြန်လာခဲ့မယ်ပြီးတော့ရင်ကိုရဲ့ခြေထောက်ကလေးနှစ်ဖက်လုံးအောက်ဘက်ကိုဆန်ထုတ်လိုက်ပြီးအဲ့ကနေမှဘယ်ဒူးလေးတစ်ဖက်ကိုယူလာဗိုက်လေးနဲ့ပေါင်လေးနဲ့ဆွဲကတ်ထားလိုက်တယ်လေးရှူပါတယ်ထုတ်တဲ့အခါအဲ့ဒီဘယ်ခြေထောက်ကလေးကိုညာဘက်လေးကိုစောင်းချပါမယ်မျက်လုံးလေးကဘယ်လက်ကလေးဆန်ပြီးဘယ်ဘက်လေးကိုလိုက်ကြည့်သွားခါကြောလေးတွေလျှော့မယ်ပခုံးလေးတွေလျှော့မယ်အသက်ကိုပုံမှန်တိုင်းလေးရှူသွင်းရှူထုတ်ရင်းနဲ့တင်းအားလေးတွေအားလုံးလျှော့သွားပါမယ်7 6 5 4 3 2 1ဖြည်းဖြည်းအလဲလေးပြန်လာမယ်ဒီတစ်ခါညာဒူးလေးကွေးပါဗိုက်လေးနဲ့ပေါင်လေးနဲ့ဆွဲကပ်ပေးပါအသက်ကလေးပုံမှန်လေးရှူပေးပါထုံးလိုက်တဲ့အခါညာခြေထောက်ကိုဘယ်ဘက်ကိုစောင်းချလိုက်မယ်မျက်လုံးလေးကညာဘက်လေးကိုလိုက်ကြည့်သွားပေးပါအသက်တဝါးရှူပေးပါဖြည်းဖြည်းလေးပြန်ရှူထုတ်ပေးပါ7 6 5 4 3
3 2 1ဖြည်းဖြည်းချင်းလေးအလဲလေးပြန်လာခဲလိုက်တယ်ပြင်ခြေထောက်ကလေးနှစ်ဖက်လုံးမိုးပေါ်ကိုဆန့်ပြီးတော့ဒူးလေးတွေကိုပဲကိုွေးလိုက်ဆန့်လိုက်လှုပ်ချင်တာတနေ့ရောအထိုင်များတာဖြစ်ဖြစ်ဒူးကိုကိုွေးပြီးတော့များတာဖြစ်ဖြစ်မတရက်လှုပ်ရှားတာဖြစ်ဖြစ်ဒီဒူးစစ်လေးတွေကိုဒီလိုကိုွေးလိုက်ဆန့်လိုက်ပြန်လျှော့ပြီးဒူးနာတာလည်းတက်တာရယ်နော်ဟုတ်ပြီပြီးတော့မှဒူးလေးကိုွေးပြီးမျက်လုံးလေးမိတ်လက်ကလေးနှစ်ဖက်ဒူးလေးကိုလှမ်းပိုက်ထားပြီးတော့မိမိရဲ့နှလုံးသားနေရာလေးကိုခံစားကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတစ်ခုချင်းစီတိုင်းကိုချစ်ချင်းမေတ္တာလှိုင်းလေးတွေပို့လွှတ်လိုက်တယ်မိမိရဲ့စိတ်ရဲ့ခန္ဓာကိုယ်ရဲ့ကျမ်းမာနေရာလေးကိုကျေးဇူးတင်ပေးပါပြီးရင်ကိုယ့်ရဲ့စိတ်ရဲ့ခန္ဓာကိုယ်ရဲ့ကျမ်းမာဖို့အချိန်သေးချပေးပြီးယောဂလေ့ကျင့်နိုင်ခဲ့တဲ့အတွက်မိမိကိုယ်ကိုကျေးဇူးတင်ပေးပါဂုဏ်ပြုပေးပါပြီးမိမိရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကျမ်းမာနေတာကောင်းမွန်စွာလှုပ်ရှားနေနိုင်တာလေးကိုကျေးဇူးတင်ပေးပါတယ်ပြီးတော့မှကိုယ့်ရဲ့ခြေထောက်ကလေးနှစ်ဖက်လုံးအောက်ဘက်ကိုဆန်းထုတ်လက်ကလေးနှစ်ဖက်ပတ်တာလေးချဲဥကောင်းရဲ့အပေါ်ကိုဆန်းထုတ်တကူလုံးရဲ့အကျော်တွေကိုဆွဲဆန်းထားပေး5 4 3 2 1 and relax ဖြည်းဖြည်းလေးပြန်လျှော်လိုက်တယ်ပြီးတော့မှကိုယ့်ရဲ့ခြေထောက်ကလေးနှစ်ဖက်ယောဂဖြာအကျဲအတိုင်းချဲပြီးလက်ကလေးတွေပလက်ကလေးထားပြီးကောင်းစီချိုးလေးတွေခံနေရင်လျှော်လိုက်အောင်စို့လက်ကလေးတွေပလက်ကလေးထားတကူလုံးရဲ့တင်အားလေးတွေကိုလျှော့ချရင်းနဲ့အနားယူကြစို့အသက်ရှူသွင်းတဲ့ပုံမှာလည်းအပြည့်အဝတတိလေးကတ်ထားတယ်ကိုယ်အသက်ရှူထုတ်တဲ့လေးနဲ့တူဥကောင်းကနေခြေပြားထိခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီတိုင်းရဲ့တင်းအားလေးတွေကိုလျှော့ချရင်းနဲ့စိတ်ရောကိုယ်ပါအနားယူသွားပါမယ်